ကလေးမွေးတဲ့အခါမှာဘလို့အခြေအနေရှိရင်ရိုးရိုးမွေးလို့မရဘူးလဲဆိုတာဒီနေ့ပြောပြပေးပါမယ်ပထမဦးဆုံးကလေးကပေါ့နော်ဒီ2 မွာဘူး3 မွာဘူးဆိုရိုးရိုးမွေးလို့မရဘူးအချင်းကဒီကလေးရဲ့အနောက်မှာမဟုတ်ဘဲနဲ့အရှိကိုရောက်နေတယ်မွေးလန်းချောင်းမှာအချင်းကအရင်ရောက်နေတဲ့အခြေအနေမျိုးရှိရင်ရိုးရိုးမွေးလို့မရပါဘူးကလေးငယ်ရဲ့ခေါင်းကအရန်ကြီးနေတယ်ဆိုရင်လည်းရိုးရိုးမွေးလို့မရပါဘူးပြီးတော့ပေါ့နော်တက်အိမ်မှာခွဲစိတ်မှုပြုလုပ်ဘူးတယ်အရင်တုန်းကခွဲမွေးဘူးတယ်ဒီလိုမျိုးဆိုရင်တော့ရိုးရိုးမွေးလို့မရတဲ့အခြေအနေတွေရှိပါတယ်နောက်တစ်ခုကကြတော့မိခင်ရဲ့မိန်းမကိုမှာပေါ့နော် herpes ပေါ့ရေယုံဖြစ်နေတယ်ဆိုရင်လည်းဒါကရိုးရိုးမွေးလို့မရတဲ့အခြေအနေမျိုးဖြစ်ပါတယ်ကလေးကအနေထားမမှန်တာမျိုးကလေးကပုံမှန်ဆိုရင်ကျမတို့ဒီခေါင်းနဲ့ဆင်ရမှာပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ခြေထောက်နဲ့ဖြစ်နေတယ်တင်ပစုံနဲ့ဖြစ်နေတယ်ဆိုရင်ဒီလိုအခြေအနေမျိုးတွေရှိရင်လည်းရိုးရိုးမွေးလို့မရပါဘူးရှင်နောက်ဆုံးတစ်ခုကကြတော့မိခင်ရဲ့ကျန်းမာရေးအခြေအနေပေါ့နော်မိမိကသူ့မှာယောဂရှိတယ်ဒီယောဂထိန်းချုပ်လို့မရတာမျိုးဥပမာဆိုရင်သွေးတူးယောဂထိန်းချုပ်လို့မရဘူးuncontrol ဖြစ်နေတာမျိုးပေါ့နော်ပြီးရင်နှလုံးယောဂအမောဖောက်တတ်တယ်ဒါဆိုရင်လည်းဒီမိမိကရိုးရိုးမွေးလို့မရပါဘူးတခါတလေမှာကြတော့လေကလေးငယ်ကပေါ့နော်သူကအထဲထဲမှာအောက်ဆီဂျင်အရန်နည်းနေတာမျိုးအသက်ရှူမဝတဲ့လက္ခဏာမျိုးရှိနေတယ်ဆိုရင်လည်းရိုးရိုးမွေးလို့မရပါဘူးဒါကြောင့်ကလေးမွေးတဲ့အခါဆိုရင်ရိုးရိုးမွေးတာပိုကောင်းလားခွဲမွေးတာပိုကောင်းလားဘာမွေးတင်လဲဆိုတာမှာလေကိုယ့်ရဲ့လက်ရှိရှိနေတဲ့ကျန်းမာရေးအခြေအနေဒီပေါ်မှာအများကြီးမူတည်တာမို့လို့ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းပဲဆရာဝန်နဲ့တိုင်ပင်ပြီးတော့ပဲဆုံးဖြတ်တင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မဒေါက်တာ Grace ပါ